chocolate ဆိုတာဘယ်သူမှကြိုက်တာရှိမလဲနော်ဒါပေမဲ့လေအဲ့ချိုမွေးမုံလေးတစ်ခုထဲအများကြီးပိုတဲ့အရာတစ်ခုဆိုတာကိုသိကြရဲ့လားသူ့ရဲ့နောက်ွယ်မှာလေနှစ်ပေါင်းထောင်ချီကြရဲ့တော်တော်လေးကိုအံ့ဩစရာကောင်းပြီးဘယ်သူမှထင်မထားလောက်တဲ့ဇလန်းကြီးတစ်ခုရှိနေရပါတယ်အခုမျက်စိလဲမှာမြင်အောင်ကြည့်လိုက်အားလုံးတည်တဲ့စားကျင်စုပ်ဝဲ6ကလီချောင်းလေးတစ်ခုပေါ့ကဲသူ့ရဲ့မူလအစကဒီလိုပုံစံမျိုးဖြစ်မှလို့ထင်လား အဖြေကတော့လုံးဝမဟုတ်ခဲ့ပါဘူးအခုကျွန်တော်တို့စားနေတဲ့ chocolate နဲ့သူ့ရဲ့မူလအစားကမိုးနဲ့မြေလို့꽌ပါတယ်ကဲဒါဆိုအတိတ်ကိုခဏပြန်သွားပြီးအဲ့ဒီအန်ဟိုးဆရာခရီးကိုအတူတူလိုက်ကြည့်လိုက်ကြရအောင်ကဲကျွန်တော်တို့ရဲ့ဇလန်ကဘယ်မှာစလဲဆိုတော့ Shake It Me ဆိုအမေရိကမှာပါအဲ့ဒီတုန်းကလေကိုကိုဆိုတာအခုလိုမျိုးစားစရာတရေစတစ်ခုမဟုတ်ဘူး။နှစ်ဖျားနေနဲ့ဆက်ဆက်နေတဲ့တကယ်ကိုအထက်အမြက်ထားရတဲ့အရာတစ်ခုအနေနဲ့တည်ရှိခဲ့တာပါအခုခေါ်နေတဲ့ chocolate ဆိုတဲ့စကားလုံးကတော့ Aztec လူမျိုးတွေရဲ့ chocolate ဆိုတဲ့စကားလုံးကနေဆင့်သက်လာတာပါသူ့ရဲ့အသေးပဲကဘာလဲဒီလားခါတဲ့ရေတဲ့သူတို့တွေ့တော့တာဟာနတ်ဖျားတွေကပေးထနာထားတဲ့တန်ဖိုးဖြတ်မရတဲ့လက်ဆောင်တစ်ခုလို့ယုံကြည်ခဲ့ကြတာပေါ့ဟုတ်ပြီဒါဆို Shake It က chocolate ဆရာကြီးဆိုတာတကယ်တမ်းမှာဘလို့ပုံစံမျိုးလဲအရာတာကောဘလို့ရှိမလဲအသေးစိတ်လေးကြည့်လိုက်ကြရအောင်ကိုရဲ့တမိုင်းကမနေ့တနေ့ကမှစတာမဟုတ်ဘူးနော်မီဆိုအမေရိကန်ယဉ်ကျေးမှုတွေထဲမှာနှစ်ပေါင်း3000ကျော်တော့နဲ့ရှိုင်းအမြင့်တည်ခဲ့တာပါစဉ်းစားကြည့်တယ်အောင်မေလီမျိုးတွေခက်ပြီးရှိတထဝါရောက်ကတွေကရှိခဲ့တယ်ဆိုတာတကယ်ကိုမယုံနိုင်စရာပဲအဲ့ဒီဖြော်ရည်တစ်ခွက်ရဖို့ဆိုတာလွယ်တယ်မထင်နဲ့မာယန်နဲ့ Aztec လူမျိုးတွေကကိုတီးတွေကိုအရင်ခူးရတယ်ပြီးရင်အစီကိုအချင်ဖောက်နေလန့်ပြီးတော့မှမီးနဲ့လော်နောက်ဆုံးမှအနက်ဖြစ်အောင်ချေချီရတာတကယ်ကိုအချင်းကုန်လူပန်းပြီးလက်ဝင်တဲ့လုပ်ငန်းစဉ်ကြီးတစ်ခုပေါ့ကဲအရာတာကိုစိတ်ကူးနဲ့မိကြည့်ရအောင်အခုခေတ် hot chocolate လိုမျိုးပူပူနွေးနွေးချွတ်ချွတ်လေးကိုမိထားလိုက်အဲ့တုန်းကဟာကခါတက်ကြမ်းတမ်းတဲ့အရာတာပြီးတော့အဲ့ထဲကိုငရုတ်သီးရဲ့ဆက်ဖြင်းအရာတာနဲ့ပြောင်းမုံတွေပါရောထည့်ထသေးတာအေးဆက်နဲ့အမြုပ်တွေထအောင်လုပ်ထားတဲ့ဖြိုရိပ်တစ်မျိုးပဲတမ်ဟိုးကဘလောက်ကြီးလဲဆိုတော့ကိုဆေးကိုပိုက်ဆံလိုမျိုးငွေကြီးအဖြစ်တောင်တုံးခဲ့ကြတယ်ဆိုတော့စဉ်းစားတာကြည့်အဲ့ဒီကနေကိုဟာအလန်တစ်သမုဒ္ဒရာကြီးကိုဖြတ်ပြီးတော့ဥရောပတိုက်ကိုရောက်လာပါလေရောအဲ့ဒီမှာတင်သူ့ရဲ့သမိုင်းမှာအကြီးမားဆုံးအလဲဖြောင်းကြီးတစ်ခုစတင်တော့တာပါပဲဒီအပြောင်းလဲကတကယ်ကိုအဓိကကြခဲ့တယ်ဥရောပသားတွေကအဲ့ဒီခါတက်ဖြော်ရည်ထဲကိုတကြားလို့ဖျားရည်တို့ပြီးတော့တက်ကြံဖို့ခောက်လို့အမွေရက်ကြိမ်တွေပါထည့်လိုက်ရောအဲ့ဒီမှာအရသာကလုံးဝကိုတမျိုးပြောင်းသွားပြီးတော်တော်လေးလူကြိုက်များလာတော့တာပဲဒါပေမဲ့အဲ့ဒီတုန်းကဒီဖြော်ရည်ကလူတိုင်းရတော့မဟုတ်ခဲ့ပြန်ဘူးဈေးရအရန်ကြီးတို့လို့ပင်စင်ရတာကလေခက်တော့ရာစုနှစ်ပေါင်းများစွာကြာအောင်ဥရောပကမင်းဆိုးရားစာတွေတထေးထူကြွယ်တွေပဲတုတ်တုံးနိုင်တဲ့ဇင်းခံပစ္စည်းတစ်ခုလိုဖြစ်နေခဲ့တာအဲ့ဒီနောက်19ရာစုမှာစက်မှုတော်လည်းရေပေါ်ပေါလာတော့မှပဲချောကလက်ရဲ့ကန်ချမာကနောက်တစ်ခါအကြီးကျယ်ပြောင်းလဲသွားပြီးလူတိုင်းစားသုံးနိုင်ဖို့လမ်းစားပွင့်လာတော့တာပဲဒီနေရာမှာအရေးကြီးတဲ့တည်ထွင်မှုတစ်ခုပေါ်လာတယ်အဲ့ဒါကတော့ Coenraad van Houten တည်ထွင်လိုက်တဲ့ကိုဖစ်ဆက်ပဲသူကဘာလုပ်နိုင်လဲဆိုတော့ကိုဆေးကိုမုံနဲ့ကိုထောပတ်ဆိုပြီးနှစ်ပိုင်းခွဲထုတ်နိုင်ခဲ့တယ်အဲ့လိုခွဲနိုင်တာကနောက်ပိုင်းမှာအဆိုင်ခဲချောကလက်ချောင်းတွေဖြစ်လာဖို့အတွက်အခြေခံအုတ်မီကိုချပေးလိုက်တယ်လို့ပါပဲအဲ့နောက်မှာတော့တမိုင်းဝင်အခိုက်အတန်းတစ်ခုရောက်လာခဲ့တယ်ဂျိုဇက်ဖရိုက်ဆိုတဲ့လူကကိုမုံထဲကိုရေကျူထားတဲ့ကိုချောပတ်ကိုပြန်ထည့်လိုက်တာအဲ့လိုလုပ်လိုက်တော့ဘာဖြစ်လာလဲဆိုပုံတွင်းလို့ရတဲ့ကိုက်စားလို့ရတဲ့ကမ္ဘာပထမဆုံးချောကလက်ချောင်းဆိုတာပေါ်ပေါက်လာခဲ့လာပဲပြီးတော့ဒါတည်းမကားသေးဘူးဆွစ်ဇာလန်ကဒန်နီယယ်ပီတာကနိုးမွန်ဘူးချောကလက်တွေထည့်လိုက်ပြန်ရောအဲ့မှာတဲ့ပို့ပြီးညိုးညံ့ပို့ပြီးချုမြင့်ခဲ့အားလုံးသိတဲ့ milk chocolate ဆိုတာဖြစ်လာပြီး chocolate လောကကြီးကိုထာဝရပြောင်းလဲပြလိုက်တော့တာပဲကဲနောက်ဆုံးပဟင်းလေးပိုင်းစားတစ်ခုကြံသေးတယ်အဲ့ဒါက Rod of Lynch ရဲ့ conching set ပဲဒီဆက်က chocolate ကိုနိုင်ပေါင်းများစွာမှွေနှောက်ပေးလိုက်တော့အခုခေတ် chocolate တွေလိုမျိုးပါစထဲထဲလိုက်တာနဲ့အရေးပြောသွားလောက်အောင်နူးညံ့ချောမွေတဲ့ရေသွေးကိုရလာစေတဲ့နောက်ဆုံးတော့ချက်ပေါ့ဆိုတော့ခြုံပြောရရင်မီဆိုအမေရိကကအဲ့ဒီခါတက်ဖြော်ရည်လဲဟာ19ရာစုကတီထွင်မှုတွေရဲ့ဂျေဇူးကြောင့်အခုဆိုရင်ကမ္ဘာတော်ဝန်လုံးကလူတွေနှစ်သက်ခုံမြင်ကြတဲ့ချုံမြင်တဲ့ empire ကြီးတစ်ခုဖြစ်ကိုပြောင်းလဲသွားခဲ့ပါပြီသူ့ရဲ့လမ်းမမှုကဘယ်လောက်ကြီးလဲဆိုတာကိုကြည့်လိုက်ရအောင်ဒါကနှစ်စင်းကမ္ဘာလုံးဆိုင်ရာ chocolate ဈေးခွက်ရဲ့တန်ဖိုးပါဒီနေ့ခေတ်မှာသူ့ရဲ့အတိုင်းတာဘယ်လောက်တောင်ကြီးမားနေပြီလဲဆိုတာကိုဒီတစ်ခုတည်းနဲ့တင်ခန့်မှန်းကြည့်လို့ရပါတယ်
လပောင်းလီးတောင်နီးပါရှည်လျားတဲ့ခီးကိုဖျက်လာပြီးတာတောင်ချောကလက်ရဲ့ဇလန်ကဒီမှာတင်မပြီးသေးပါဘူးဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့တယ်အဲ့ဒါကတော့တစ်ချိန်ကနတ်ဖျားဒီရဲ့အစားလို့တင်စားခဲ့ကြတဲ့ဒီချောကလက်ရဲ့အနာဂတ်ခီးမှာဘာတွေများဆက်ဖြစ်လာအောင်မလဲဆိုတာပါပဲ